မြန်မာပြည်အောင်ပိုင်းမှာလူကြိုက်များနာမည်ကြီးတဲ့ကျွဲဘိန်းဆိုင်ကယ်နဲ့ဝိဝန်တအိုင်ဆိုင်ကယ်တွေလက်သလုံးမှာဘယ်သေးပေါက်နေသွားသလဲအားလုံးမင်္ဂလာပါကျွန်တော်ကြောအောင်မှာမော်တော်ဘိုက်အော်တိုတယောက်ဖြစ်ပါတယ်အခုကျွန်တော်ရှင်းတဲ့မှာရှိနေတဲ့ဆိုင်ကယ်တွေကတော့ဇင်းနဲ့အမှတ်တစိတ်ဒီဇိုင်းယာ125ဆိုင်ကယ်တွေပဲဖြစ်ပါတယ်ဆိုင်ကယ်တွေကတော့ကျွဲဘိန်းဆိုင်ကယ်လို့လည်းခေါ်ပါတယ်ကျွဲဘိန်းဆိုင်ကယ်ကိုမြန်မာပြည်အောက်ပိုင်းဒေသတော်တော်များများမှာလူကြိုက်များကြတယ်လို့ပြောရင်မမှားပါဘူးဒီဆိုင်ငယ်တွေကိုလောလောဆယ်မှာ34သိန်းခွဲဝန်းကျင်နဲ့ရောင်းချပေးထားပါတယ်။ခုကျွန်တော်ရှင်းတဲ့မှာရှိနေတဲ့ဆိုင်ငယ်တွေကတော့တောင်ပေါ်ဒေသတွေမှာလူကြိုက်များနာမည်ကြီးတဲ့ရင်စင်းအမှတ်တစိတ်125ဆိုင်ငယ်တွေပဲဖြစ်ပါတယ်။ဒီဆိုင်ငယ်တွေကတော့မော်ဒယ်ကနောက်25မော်ဒယ်ပါ။တောင်ပေါ်ဒေသတွေမှာဆိုရင်ရိုးရိုး125ဆိုင်ငယ်တွေတဲ့အခုလိုမျိုး125ဆိုင်ငယ်တွေကပုံပြီးမှလူကြိုက်များတယ်။ဘာလို့လဲဆိုရင်လေဘာဆွဲလိုက်သလိုအင်ဂျင်ကအရန်နဲ့ကိုအထတွတ်တယ်အကျန်းလဲခံတယ်ပေါ့။ဒီဆိုင်ငယ်တွေကိုလောလောဆယ်မှာ39သိန်းခွဲဝန်းကျင်နဲ့ရောင်းချပေးထားပါတယ်ဒီဆိုင်ငယ်တွေအားလုံးဒီအုံနာဘုတ်ထွက်ပြီးသားနံပါတ်ပြကြပြီးသားနဲ့ချက်ချင်းရရှိမှာပဲဖြစ်ပါတယ်ခင်ဗျာအခုကျွန်တော်ရှင်းတဲ့မှာရှင်းနေတဲ့ဆိုင်ငယ်ကတော့ကျွန်တော်ရှင်းအင်ထုံမှာမိတ်ဆက်ပေးခဲ့တဲ့အားစိတ်ဆိုင်ငယ်ပဲဖြစ်ပါတယ်ဒီဆိုင်ငယ်ကတော့ New Zealand ကနေထုတ်လုပ်ပေးထားတာပဲဖြစ်ပါတယ်ဒီဆိုင်ငယ်ကိုလောလောဆယ်မှာ38သိန်းခွဲဝန်းကျင်နဲ့ရောင်းချပေးထားပါတယ်ဒီခုကျွန်တော်ညမှာထိုက်တဲ့ဆိုင်ငယ်ကတော့ကျွန်တော်ရှင်းအင်ထုံမှာမိတ်ဆက်ပေးခဲ့တဲ့ဝိဝန်တအိုင်ဆိုင်ငယ်တွေပဲဖြစ်ပါတယ်လောလောဆယ်ဝိဝန်တအိုင်ဆိုင်ငယ်ထဲမှာဆိုရင်တော့ကာလာ2ရောင်နဲ့ရှိပါမယ်ဒီဘက်မှာဆိုရင်တော့အနည်းရောင်ကာလာလေးနဲ့ရရှိမှာဖြစ်ပြီးတော့ဒီညာဘက်မှာဆိုရင်တော့အဖြူရောင်ကာလာလေးနဲ့ရရှိမှာပဲဖြစ်ပါတယ်အခုရှင်းပြနေတဲ့ New Zealand နဲ့ဝိဝန်တအိုင်ဆိုင်ကယ်ကိုလောလောဆယ်မှာ38သိန်းခွဲဝန်းကျင်နဲ့ရောင်းချပေးထားပါတယ်အခုကျွန်တော်ရှင်းတဲ့မှာရှင်းနေတဲ့ဆိုင်ကယ်တွေကတော့ Edison Force 125ဆိုင်ကယ်တွေပဲဖြစ်ပါတယ်ဒါကတော့အင်ဂျင်အစွဲရုံကောင်းလို့မင်းသားကြီးဆိုင်ကယ်လို့ခေါ်ဆိုကြတဲ့ဆိုင်ကယ်ပဲဖြစ်ပါတယ်ဒီဆိုင်ကယ်ကတော့ရှေ့ကာဝါတွေမှာလူတက်ခုံတာတောင်ကာဝါတွေမကျိုးတဲ့ဆိုင်ကယ်တွေပဲဖြစ်ပါတယ်ဒီဘက်မှာဆိုရင်တော့ခဲအောင်လေးနဲ့ရရှိမှာဖြစ်ပြီးတော့ဒီညာဘက်မှာဆိုရင်တော့အဖြူအောင်လေးနဲ့ရရှိမှာပဲဖြစ်ပါတယ်ဒီဆိုင်ငယ်တွေကိုလောလောဆယ်မှာ38သိန်းခွဲဝန်းကျင်နဲ့ရောင်းချပေးထားပါတယ်ဒီဆိုင်ငယ်တွေကိုဆိုင်ငယ်တန်မိုးရဲ့ကနေဦး40ရာခိုင်နှုန်းပေးသွင်းပြီးမှလည်းအရေးကြစနစ်နဲ့စတင်ဝယ်ယူအားပေးလို့ရနေပါပြီခင်ဗျာဒီဆိုင်ငယ်တွေကိုဘယ်မှာဝယ်ယူလို့ရမလဲဆိုရင်တော့မန္တလေးမြို့82လမ်း36လမ်းနဲ့38လမ်းကြားမှာဖွင့်လှစ်ပေးထားတဲ့ Top Star ဆိုင်ငယ် showroom မှာစတင်ဝယ်ယူအားပေးလို့ရနေပါပြီခင်ဗျာ Top Star ဆိုင်ငယ် showroom မှာဘာကြောင့်ဝယ်တင်တာလဲဆိုရင်တော့ဒီအချစ်တွေကြောင့်ဝယ်တင်တာပါခင်ဗျာဘာလို့လဲဆိုရင် customer တွေကဘယ်အချိန်မဲဝယ်စမ်းတက်မောင်းနှင်ခွင့်ရမယ်ပြီးတော့ license ပါတဲ့ brand new ဆိုင်ကယ်တွေဆိုရင်တော့9ရက်အတွင်းပေါ့ဗျာ engine မိုင်းဆိုင်ကတစုံတစ်ခုအစမပြေဖြစ်ခဲ့တယ်ဆိုရင်အမျိုးအစားတူအတစ်တစည်းနဲ့ချစ်ချင်းလဲလှယ်ပေးတော့မှာပဲဖြစ်ပါတယ်ပြီးတော့ engine မိုင်းနားမလဲလို့စိတ်မပူရအောင် engine အာမခံကိုလည်း6လတိတိပေးထားပါတယ်ခင်ဗျာနောက်တစ်ချက်ကတော့အဟောင်းအတစ်အလဲအထက်ဝန်ဆောင်မှုရှိပါတယ်နောက်ဆုံးတစ်ချက်ကတော့လိုင်စင်ကဗျာဆိုင်ကယ်လိုင်စင်တွေကတက်တန်းအာမခံနှစ်ပေးတယ်ဒါကတော့ကညနာကနေထုတ်ပေးထားတာပါတက်တန်းနှစ်ပြည့်ပြီလို့နောက်ထပ်တက်တန်းတိုးကျင်နေဆိုရင်လည်း Top Star ဆိုင်ကယ် showroom မှာလာရောက်အကူအညီတောင်းလို့ရပါတယ်လိုင်စင်တက်တန်းတိုးပေးတဲ့ဝန်ဆောင်မှုရော Top Star က customer တွေအတွက်အထူးဝန်ဆောင်မှုပေးနေတာပါခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်နောက်ဒီမှာလည်းမိုတိုနီခဲဆိုင်ကယ်ချစ်တူမိတ်ဆွေတွေအတွက်ခြားတော်ဆိုင်ကယ်မျိုးစားတွေရဲ့ဈေးနှုန်းတွေကိုထပ်မံတင်ဆက်ပေးတော့ပါဦးမယ်